မင်္ဂလာပါခင်ဗျာလော်ကီဘေဒင်ပညာအရတနင်္လာကျိုဟာတောမောက်ကျိုဖြစ်တယ်လို့အေးမြတဲ့လက်မင်းကိုကိုစားပြုပါတယ်ဒါကြောင့်တနင်္လာသားသမီးတွေဟာပင်ကိုကလေးကနူးညံ့သိမ်မွေ့ပြီးတနာကျင်နာတတ်တဲ့နှလုံးသားပိုင်ရှင်တွေဖြစ်ကြပါတယ်ခင်ဗျာသူတို့ရဲ့ထူးခြားချက်ကတော့စိတ်ကူးရင်အလွန်ကောင်းပြီးအမှုပညာမျက်စိရှိတာပါပဲစကားပြောရင်လည်းအေးအေးဆေးဆေးနဲ့တစ်ဖက်လူနားဝင်ချိုအောင်ပြောတတ်ကြတယ်သူတစ်ပါးဒုက္ခရောက်နေရင်မနေနိုင်ပဲကူညီတတ်တဲ့စေတနာရှင်တွေလို့လည်းဆိုနိုင်ပါတယ်အပေါင်းအသင်းကြားမှာအမြဲတမ်းပြေပြေလဲလဲနေတတ်သူတွေပါပဲဒါပေမဲ့သတိထားရမှာကတော့လက်မင်းဟာအတက်ကြရှိတယ်လို့မျိုးပဲတနင်္လာသားသမီးတွေဟာစိတ်ခံစားချက်မူပြောင်းလဲလွယ်တတ်ကြပါတယ်စိတ်နှူးတတ်တော့စကားတခွန်းကြောင့်နဲ့တင်ဝမ်းနဲ့လွယ်စိတ်ကောက်လွယ်တတ်တာမျိုးရှိတတ်ပါတယ်တခါတလေမှာဆုံးဖြတ်ချက်ချရမှာဝေခွဲမရဖြစ်တတ်တာကတော့သူတို့ရဲ့အားနည်းချက်လေးပါပဲခြုံငုံပြောရရင်တော့တနင်္လာသားသမီးတွေဟာချစ်စရာကောင်းပြီးလူချစ်လူခင်ပေါ်သူတွေဖြစ်ကြပါတယ်မိမိရဲ့အေးမြတဲ့စိတ်ထားကိုတည်ငြိမ်အောင်ထိန်းနိုင်ရင်ဘဝမှာအောင်မြင်မှုတွေအများကြီးရရှိမဲ့သူတွေပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကံကောင်းကြပါစေ